ကိုပြေကြီးဈေးပန်းခင်းပါဗျာ1000ပါဒါလေးဆို900တက်ပါတယ်ကိုပြေတည်ဒီမအောင်ပါကိုပြေကြီးဈေးပန်းခင်းပါဗျာဒီလေးညီမလေးတို့ပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းကိုပြေတို့စီမှာစိန်တလုံးနေလိုင်းပေါ်နေပါပြီအရန်မွေးအရန်ချိုသောစိန်တလုံးနေပေါ်နေပါပြီဒါဆိုရင် share ကောင်းသီးပါ share ကောင်းသီးကိုမှအလုံးမှာ1200ပဲပေးခဲ့ရပါတယ်ဒါကတော့ selection ရွေးတာအတွက်1200ပါအဲ့မှာနောက်ထပ်တစ်ခုကအဲ့ထက်နည်းနည်းလေးရောတဲ့ဟာဆိုရင်ကိုပြေဒါဆိုရင်1000ပါ1000ကိုကိုပြေ800နဲ့ဆက်ခဲ့ပါတယ်ဒါဆိုရင်တစ်လုံးကို800ပဲကြာပါမယ်နောက်တဲ့အဲ့အောက်မှာဆိုရင်ဒီလိုသေးသေးလေးစိုက်ဒါဆိုရင်3နှစ်မှလောက်ခေါင်းရှိရနော်အဲ့ဒါကို900ဝယ်ရပါတယ်ဒါလေးဆို900တန်းပါတယ်နော်900တန်းတယ်ဟုတ်ပြီနောက်ဒီမှာဆိုရင်ဒါလေးတွေကတော့350ဝယ်ခဲ့ရပါတယ်ကိုပြေဘာလို့ site လေးစုံအောင်ဝယ်ပေးခဲ့တာအောင်ဆိုရင်ဟိုငန်းကြီးနေငန်းကြီးမလေးတွေကိုဟာကိုပြေကြီးကဟုတ်ရလားဗျာဆိုတော့ပြောဟုတ်ရလားဗျာဆိုတာဖြစ်မှာဆိုလို့ကိုပြေကတကယ်ကိုယ်တိုင်ဝယ်ခဲ့ပေးတာပါဒါနဲ့ကိုပြေတည်သီးမရောဘူးနော်ကိုပြေတည်သီးမရောမဟုတ်တော့ကြကိုပြေတည်သီးမှလို့ရလာဖြစ်နေမှာဆိုလို့ပါကိုပြေတည်သီးမရောမဟုတ်ငန်းကြီးငန်းကြီးမတွေကိုလက်တွေ့ပြခြင်းလို့ပဲဝယ်လာပေးတာပါအဲ့တော့ကိုပြေတို့ပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့တဲ့တည်သီးဖြော်ရည်နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာဒါလေးတွေကတော့ကုန်ကျန်းဝယ်ယူမှုနဲ့ပတ်သက်ပြီးတော့ကိုပြေလက်တွေ့ပြတာပါကိုပြေကိုဘာကျွန်တော်ယုံကြည်ရမှာလဲဆိုရင်ကိုပြေအကြောင်းကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာကိုပြေရဲ့ www.onpie.info ဆိုတဲ့ portfolio website လေးမှာဝင်ကြည့်လို့ရပါတယ်ကိုပြေဖြတ်သန်းခဲ့တဲ့ဘဝတွေကိုပြေရဲ့အကြောင်းတွေကိုအဲ့ရဲ့ website ထဲမှာအကုန်လုံးရေးထားပေးပါတယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ယုံကြည်မှုရှိမှတို့ကရှေ့ဆက်ပြီးတော့ကြတော့လက်တွဲလို့ရမှာပါအဲဒါကြောင့်ဒီလေးညီမလေးတို့ကိုကြီးရဲ့ information ကိုသိချင်တယ်ဆိုရင်တစ်ချက်ဝင်ကြည့်ပေးပါအဲ့တော့ကိုပြည့်ကပြီးခဲ့တဲ့ဗီဒီယိုမှာပြောပြခဲ့တဲ့အတိုင်းအသီးပြော်ရေးဆိုင်လေးဘယ်လို set up လုပ်မယ်ဟိုဒီကုန်ကြမှုဘယ်လိုရှိမယ်ဆိုတဲ့ဟာကိုကိုပြည့်ကဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုပြည့်နဲ့အတူတူကြည့်လိုက်ရအောင်နော်လုပ်ငန်းတစ်ခုစတင်လုပ်ကြမယ်ဆိုရင်အရင်ဆုံးရေးကြည့်တာက budget ရထားမှု budget ခွဲဝေမှုနဲ့ဈေးနှုန်းသတ်မှတ်မှုဘာပစ္စည်းကိုရောင်းမယ်ဘာပစ္စည်းရဲ့ကုန်ကျန်းဈေးကဘယ်လောက်ရှိတယ်အမြတ်ကဘယ်လောက်ရှိရမယ်ဆိုတော့သတ်မှတ်ခြင်းဟာနံပါတ်1အရေးကြီးဆုံးဖြစ်ပါတယ်အဲ့တော့ကိုပြေတို့ဒီလုပ်ငန်းလေးစတင်ဖို့တော့ကိုပြေကအကျန်းပြင်း2သိန်းခွဲရင်းနှီးငွေသတ်မှတ်ထားပါတယ်ပထမဆုံးအနေနဲ့ဘတ်ဂျက်2သိန်းခွဲကိုကိုပြေတို့ဘာတွေသုံးမလဲโอเคအဲ့တော့ပထမဆုံးအနေနဲ့ဆိုင်ကိုတို့ဆိုင်ပြင်ဆင်တော့ကို20%သတ်မှတ်ထားပါတယ်နောက်ကိုပြေတို့ဆိုင်မှာသုံးမဲ့ပစ္စည်းတွေနောက်နေ့ကျရင်ကိုပြေဒီမှာပြင်ဆင်ပြီးတော့ပြမယ်အကြံပြင်းပေါ့နော်အဲ့ဒါလေးက26%သတ်မှတ်ထားတယ်နောက်ကုန်ကျန်းထုတ်ပိုးမှုဆိုတာဝယ်သူတွေ attraction ရှိအောင်ပစ္စည်းလေးတွေတက်တက်ရဲရဲနဲ့ကိုတို့ value added ပုံမှာမူတည်ပြီးတော့ဈေးနှုန်းကလည်းပြောင်းသွားတာဖြစ်တယ်အဲ့တော့ကျွတ်ရင်းနဲ့ထုတ်တာနဲ့ခုနောက်ထွက်တဲ့ plastic ကတက်တက်ရဲလေးနဲ့ထုတ်တာနဲ့ဟာတန်ဖို့မတူပါဘူးเนาะအဲ့တော့ကိုတို့28%အတွင်းမှာပါဝင်ပစ္စည်းတွေနဲ့ကုန်ကျန်းရောအပါဝင်28%သတ်မှတ်ထားပါတယ်နောက်အခြားကုန်ကြစည်ပေါ့အခြားကုန်ကြစည်ဆိုတော့စိုင်းပုတ်တွေရှိမယ်မရေခဲဘုံမရှိသေးဘူးဆိုရေခဲဘုံတွေဝယ်ရရှိမယ်ဓာတ်မရှိသေးဘူးဆိုဓာတ်ဝယ်ရရှိမယ်နောက်ထားပါတော့အထွေအားလုံးအဲ့ဒါတော့ကိုတို့26%သတ်မှတ်ထားပါတယ်ဒါကတော့အတိအကျကြီးမဟုတ်ပါဘူးဒါကကိုပြည့်ဒီဆိုင်လုပ်ငန်းလေးအတွက်ကိုပြည့်စီကူးနဲ့ဆွဲထားတဲ့ project plan လေးပါဟုတ်ပြီအဲ့တော့အဲ့မှာထပ်ပြီးတော့ကိုတို့2သိန်းခွဲကိုအသေးစိတ်ခံမှန်းကြီးကုန်ကြစည်ကိုပြည့်တော့ထားပေးပါတယ်ဒီမှာကြည့်အောင်ကိုတို့စာအုပ်အတွက်ကို9000ဆိုအကြမ်းပြင်းမှာဟလာဆိုင်လေးတက်တက်ရဲရဲနဲ့တန်တန်ရှင်းရှင်းလေးဖြစ်နေပြီဆိုရင်ရပြီနောက်ကိုတို့အသီးဖြော်ဇက်က6000ခွဲဆိုရင်ရေခဲကျိတ်လို့ရတဲ့နေရာတော့မရနိုင်ဘူးလောလောဆယ်ရှိနေတဲ့ပေါက်စိမ်းနဲ့ဆိုရင်ကိုတို့ပြီးတော့အနစ်ဖြော်ဖို့တော့ဘလန်ဒါကောင်းကောင်းရနိုင်တယ်ဒါပေမဲ့ဘလန်ဒါမလိုပဲနဲ့ဖြော်လို့ရတဲ့နည်းကိုလည်းကိုပြေပြောပြပေးသွားမယ်ဘာလို့ဆိုတော့မီးကအဆင်မပြေဘူးလေနော်မီးနေရာတိုင်းမှာအဆင်မပြေရဖြစ်နေတဲ့အတွက်ဘလို့နီးနဲ့ဖြော်လို့ရရဲဆိုတာကိုပြေနောက်နေ့ကျရင်ထပ်ပြီးတော့ပြောပြပေးမယ်နောက်ကိုတို့ရေခဲပုံးတွေရှိမယ်ဟလာခုနခွက်တွေရှိမယ်အသေးကုန်ကျန်းတွေအသေးကုန်ကျန်းဆို1000ခွဲကိုပြေဝယ်ခဲ့တာဆိုဒီနေ့ဝယ်ခဲ့12000ဘို့ပါကိုပြေဒီနေ့ကလေးမျိုးညီမလေးကိုပြတဲ့ဒီက12000ဘို့ပဲရှိပါတယ်နောက်ပြီးတော့အခြားကုန်ကျန်းတွေတော့ပင်နေရှိမယ်ဗနိုင်းဆိုင်ဘုတ်တွေရှိမယ်အခြားအသုံးဆောင်တွေရှိမယ်အဲ့တော့မှကိုပြေပါထက်ထားပေးတယ်ဆိုတော့အထွေထွေရေးပေါ်စိတ်ဆိုတာတခါကျတော့ဖြစ်တတ်တယ်ဟိုကလေးမရှိလို့ဒီကလေးမရှိလို့ဆိုတာဖြစ်တတ်တယ်အဲ့ဒါအမြင်နဲ့ဘက်ကထားရပါတယ်အဲ့အတွက်2000ခွဲကိုပြေထက်ထားပေးတယ်စုစုပေါင်း2သိန်းခွဲပါအဲ့ဒါကလောလောဆယ်ရှိနေတဲ့ခံမှန်းကုန်ကြစိတ်ကိုပြေအကြံပြတွက်ထားပေးတာပါအဲ့တော့ဟုတ်ပြီကုန်ကြစိတ်တော့သိပြီအဲ့တော့ကိုတို့လက်သီးပြော်ရတဲ့ခွက်အတွက်ကုန်ကြစိတ်အသေးစိတ်
ဒီ product cost ပေါ့နော် product cost ဘယ်လောက်ရှိမလဲဆိုတာလေကိုပြတို့သိဖို့လိုတယ်အရင်ဒီမှာကိုတို့ဈေးနှုန်းသတ်မှတ်လို့ရမှာပါအဲ့တော့ကိုပြတို့ခုတွက်ထားတဲ့အထက်မှာဆိုရင်ရိုးဖြော်ရည်နဲ့အထူးဖြော်ရည်ဆိုရင်ရိုးဖြော်ရည်နဲ့အထူးဖြော်ရည်ကိုပြပါတော့အထူးဖြော်ရည်ဆိုတာကထပ်ပြီးတော့အပေါ်မှာ value added လုပ်တဲ့ဟာလေးကိုကိုပြအထူးဖြော်ရည်လို့ပြောပြပြတာရိုးဖြော်ရည်ဆိုတာရိုးတည်ရည်ကြီးပဲဘာမှမပါတယ်ကိုပြပြောသားသလိုအနည်းနဲ့ရေခဲနဲ့အရသာနဲ့ဟာကိုပြောချင်တာပါအဲ့တော့ရိုးဖြော်ရည်တစ်ခွက်ဆိုရင်ကိုပြတို့အကျဉ်းမြတ်တွက်နေရင်တစ်ခွက်ကိုပမာငွေ900ကျပ်လောက်ကြပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အခုအဲ့ပေါ်ကနေထပ်ပြီးတော့ကြတော့ value added ထပ်ထည့်မယ်ဟာလားဒိန်ဂျင်တို့ဘာလို့ something ထပ်ထည့်မယ်ဆိုရင်1200လောက်ကြပါတယ်1200ဆိုတာအချမ်းမြင့်ပြောတာပါအဲ့ပေါ်မှာ1200နဲ့1500အထိကျသွားနိုင်ပါတယ်ရေခဲမုတ်တစ်ခွက်ကို900လောက်ရှိရဖြစ်တဲ့အတွက်ရေခဲမုတ်ထည့်မယ်ဆိုရင်တော့1500လောက်ကျသွားပါမယ်အဲ့ဒါကိုပြည့်တို့ရဲ့အရေးကြီးပါအဲ့တော့အရေးကြီးတဲ့အတွက်ကိုပြည့်တို့ဘာထပ်ပြီးတော့ကြတော့လုပ်ကြမလဲဆိုရင်ရောင်းစီသတ်မှတ်ဖို့လိုပါတယ်ရောင်းစေးသတ်မှတ်တဲ့ခါမှာစားသုံးသူလည်းအဆင်ပြေမယ်စီဖြစ်တယ်လို့ကိုထားမဲ့ audience target ပေါ်မှာမူတည်ပြီးတော့ကိုပြတော့ဈေးနှုန်းသတ်မှတ်ဖို့လိုပါတယ်အဲ့တော့ပုံမှန်အများဆုံးရေတွက်နဲ့အများတောက်ချင်များကိုရောင်းချင်တယ်ဟလားလူတိုင်းတောက်နိုင်မဲ့ဈေးနှုန်းကတော့ကိုပြတော့သတ်မှတ်ရင်1500လောက်သတ်မှတ်လို့ရပါတယ်1500ဆိုတော့ fair price ပဲဖြစ်မှာပါလူတိုင်း1500ခုခေတ်ကတော့ကြိုက်ရတစ်ခွက်တောင်1500ဖြစ်သွားပြီဆိုတော့တရသည်ကိုတကယ်ရသာကောင်းကောင်းနဲ့ပေးမယ်ဆိုရင်1500ကအရန်ကိုတန်နေပါပြီအဲ့တော့1500ပါအဲ့ဒါဆိုရင်တော့ကိုပြည့်ရဲ့အမြက်ကတစ်ခွက်ကို600ဝန်းကျင်မှာရှိပါမယ်600ဝန်းကျင်ဖြစ်တဲ့အတွက်မဆိုးတဲ့အမြက်တစ်ခုပေါ့နော်900ရင်းပြီး600မြက်တယ်ဆိုတော့အမြက်ဆုံးကနည်းနည်းတော့အမြက်ဆုံးတော့မဟုတ်ပါဘူးအဲ့တော့နောက်တစ်ခုတကယ်လို့မှကိုလို value added ထည့်လိုက်မယ်ဆိုရင်တော့အဲ့မှာ2500 3000လောက်ထိကောင်းကောင်းရောင်းလို့ရမယ်ဒါကများတဲ့ဈေးနှုန်းတော့မဟုတ်ဘူးเนาะဘာလို့ဆိုတော့စိုင်ကြီးတွေမှာဆိုရင်ဒီကြော်ရည်တစ်ခွက်ကိုအနည်းဆုံး4500 5000ခုချိန်မှာရောင်းနေတယ်နာမည်ကြီးသွားရင်ကြီးသွားသလို9000လဲရောင်းတာရှိတယ်1000လဲရောင်းတာရှိတယ်အဲ့တော့ကိုပြေတို့ကအရသာကောင်းကောင်းလေးနဲ့ပေးမယ်ဆိုရင်2500 3000ဆိုတာစားသုံးသူအတွက်များတဲ့ပမာဏမဟုတ်ပါဘူးအဲ့တော့အဲ့ဈေးနှုန်းကြီးလည်းယူလို့ရနိုင်တဲ့ဈေးနှုန်းဖြစ်ပါတယ်အဲ့တော့ကိုတို့ပြေတို့2500 3000ရောင်းခဲ့မယ်ဆိုရင်ကိုပြေတို့အမြက်ကြီး65%ကနေ100%ကြားလောက်မှရှိမယ်ဒါကိုပြေအတိချက်တော့ထားပေးတာပါအဲ့တော့ပုံမှန်များရောင်းမလားသို့မဟုတ် value added ထည့်ပြီးတော့နည်းနည်းနဲ့ကောင်းကောင်းရောင်းမလားဒါတော့ညီလေးညီမလေးတို့ရဲ့ရွေးချယ်မှုပေါ်မှာမူတည်ပါတယ်အဲ့ဒါတော့ကိုပြည့်တင်နဲ့ suggestion ပေးပါဆိုရင်ကိုပြည့်တို့ကတော့ value added ကြိုက်တယ်လို့ဖြစ်တဲ့အတွက် customer ကိုပိုကောင်းတဲ့ရတာပိုတန်တဲ့ဟာကိုပဲကိုပြည့်တို့ကပေးချင်တာအဲ့တော့ဘယ်လိုလေးပေးမလဲအပေါ်ကျယ်လေးထည့်မလားပူတီလေးထည့်မလားဒါမှမဟုတ်ရေခဲမုံထည့်ပေးနိုင်မလို့မလားဒါတော့ညီလေးညီမလေးတို့ကိုယ့်ရဲ့လှုပ်ချင်တဲ့ပုံစံမှာမူတည်ပြီးတော့စဉ်းစားဖို့လိုပါတယ်โอเคအဲ့တော့ကိုပြည့်တို့နံပါတ်1 budget စီမံခန့်ခွဲမှုပြီးပြီနံပါတ်2 pricing သတ်မှတ်ချက်ပြီးပြီအဲ့တော့ကိုပြည့်တို့ဆိုင်ဒီဇိုင်းလုပ်တဲ့အခါမှာအောင်မြင်ဖို့အတွက်လိုအပ်တဲ့အခြေခံအချက်ကလေးတွေကိုကိုပြည့်ကထပ်ပြီးတော့အကြံပြုပေးခြင်းနဲ့အဲ့ဒါကတော့နံပါတ်1ကိုပြည့်တို့ဒီစားတောက်ကုန်လုပ်ငန်းဖြစ်တဲ့အတွက်နံပါတ်1 quality first ပါကိုရောင်းချတဲ့ကုန်ပစ္စည်းရဲ့အရာတာ quality နံပါတ်2ကတန်ရှင်းတဲ့ရမှုပါတန်ရှင်းတဲ့ရမှုအရင်ရေးကြည့်ပါတယ် quality ဆိုတဲ့ထဲမှာဟလာတန်ရှင်းတဲ့ရမှုလည်းပါပါတယ်ဟလာကိုပြည့်တို့ဒီဆိုင်တဲ့ဆိုင်ကအရာတာကောင်းတယ်တန်ရှင်းတဲ့ရမှုလည်းကောင်းတယ်ဆိုရင်စားသုံးသူရဲ့ယုံကြည်မှုကိုရပြီးအောင်မြင်ဖို့80%တော့သိကြနေပါပြီနောက်တစ်ချက်ကပါတယ်ကိုတို့အပြည့်အစင်တဘာဝဆန်တော့ခုနောက်ပိုင်းမှာလူတွေဒီပတ်ဝန်းကျင်မှာမွန်းချက်ကြတယ်အဲ့တော့ဘာလေးပဲဖြစ်ဖြစ်မြင်ကွင်းလေးပဲဖြစ်ဖြစ်ဟလာစားတောက်ကုန်လေးပဲဖြစ်ဖြစ်တဘာဝဆန်တဲ့ natural ဟိုအရသာပို့ပြီးတော့ကြတော့မြင်လို့ကြတယ်အဲ့တော့ကိုပြပြထားတဲ့ဗီဒီယိုမှာဆိုရင်လေဟလာညီတို့ညီမလေးတို့မြင်နေဟလာကိုတို့အသီးဖြော်ဖြော်တယ်ခွက်လေးတွေကိုထည့်တယ်ထည့်ပြီးတော့အဲ့အပြင်မှာထပ်ပြီးတော့ဖြစ်လေအပေါ်မှာအသီးစိတ်လေးလာတင်ပေးတာရှိလို့အသီးလေးအလားထည့်ပြီးတော့ပန်းလေးတွေပါထိုးပေးတာရှိတယ်ဟလာထည့်တဲ့ packaging ကိုလည်းချင်းလေးတွေတဘာဝအတိုင်းဘယ်လိုလုပ်မလဲဟိုဒါကတော့ကိုပြတို့ခုဤပညာတွေအရန်တိုးတက်နေတဲ့အချိန်မှာ DIY ကိုတို့ကိုယ့်ရဲ့ packaging ကိုဘယ်လိုပုံစံနဲ့လုပ်မလဲသူများနဲ့မတူတဲ့ဘယ်လိုပုံစံနဲ့ထိုးဖောက်မလဲဆိုတော့ညီလေးညီမလေးတို့ပုံမှာမူတည်တယ်အဲ့ဒါဒီလေကိုပြတို့ဒီစားတောက်ကုန်ရောင်းချတဲ့ပုံမှာ15%လောက်ဒီလေဒီ product ရဲ့တရှင်းတဲ့ရမှုနဲ့ဆွဲဆောင်မှုရှိမှုဒီလေ15%လောက်အရေးကြီးပါတယ်နောက်ဆုံးတစ်ချက်ကတော့ customer satisfaction မှာ customer ဒီကိုယ်ဆိုင်ကိုလာဝယ်တယ်ဝယ်ပြီးသွားတဲ့အခါမှာသူ့အတွက်စိတ်ကျင်နေတယ်ပေးရတဲ့တန်ဖိုးနဲ့ရလိုက်တဲ့ခံစားချက်ရလိုက်တဲ့အရာသာဒီတန်တယ်ဆိုရင် customer ကစိတ်ကျင်နေမှာပါ customer စိတ်ကျင်နေပြီဆိုတော့ねပြီးတော့ဒီနောက်ထပ်အချိန်များစွာရောင်းချဖို့တေချာနေပါပြီတေချာတဲ့အတူတူပြီးတော့ဆိုင်ရလည်းအောင်မြင်ဖို့တေချာသွားပါပြီအဲ့တော့ customer စိတ်ကျင်နေဖို့အတွက်
နောက်ပိုင်းမှာတော့ထပ်ပြီးတော့ကိုပြေအခြား video တွေမှာထပ်ပြီးတော့ customer service နဲ့ပတ်သက်တဲ့ဘိုင်းလေးတွေဟလာက customer satisfaction ကိုဘယ်လိုလုပ်ချမလဲဆိုတဲ့ဘိုင်းလေးတွေကိုကိုပြေထပ်ပြီးတော့မျှဝေပေးသွားမယ်အဲ့တော့ကိုပြေဆိုင်လေးကိုဘယ်လိုပုံစံလေးစိတ်ကူးရင်ထားတယ်ဆိုတာကိုပြေတစ်ချက်ပြကြည့်မယ်နော်ဒါကတော့ကိုပြေစိတ်ကူးထားတဲ့ဆိုင်မျိုးလေးပါဟာကိုပြေကအကြီးကြီးလားအဲ့လောက်ကြီးကြီးလေးဖြစ်เสียမလို့ဘူးလေနော်ဒါတော့ကိုတတ်မှတ်ထားတယ်ဒါကိုပြေကတော့ AI နည်းပညာခေတ်ထဲမှာဒီလိုကိုပြေရဲ့ဒီဇိုင်းလေးကိုဒီလိုစိတ်ကူးထည့်လိုက်တယ်ဆိုရင်သူကဆိုထွက်လာတာအဲ့တော့ငါညီတို့ငါညီမတို့အနေနဲ့ကျတော့ကိုပတ်ဝန်းကျင်နဲ့အဆင်ပြေတော့ဟလာကိုရဲ့ budget နဲ့ကိုက်တော့ရိုးရှင်းတဲ့တက်ရတဲ့ဆိုင်လေးဆိုရင်ရပါပြီဒါတော့ကိုပြေရဲ့စိတ်ကူးထားတဲ့ဆိုင်လေးပါဟလာရိုး1500 special 2500 zone တက်ပြီလေပေါ့နော်ဟိုကိုတို့ဘာမှမ share ဆိုရင် zone တက်မှာတော့လူတွေအများလက်ခံထားတာဆိုတော့ share ကို zone တက်ပြီလိုက်အဲ့ဒါ2500 pricing ကတော့ကိုပြေပြောခဲ့တဲ့အတိုင်းပဲညီလေးညီမလေးတွေနဲ့တိုက်တဲ့လို့သတ်မှတ်လို့ရတယ်ကို value added ပေးနိုင်တဲ့အပေါ်မှာမူတည်ပြီးတော့ pricing ကိုသတ်မှတ်လို့ရပါတယ်အဲ့ value added ပေါ်မှာပဲတန်ဖိုးကတက်သွားမှာပါအဲ့တော့ကိုပြေတို့အစားအသောက်ကုန်လုပ်တဲ့ခါမှာမူရင်းအရသာကောင်းဖို့လို့သလို value added လည်းထည့်ဖို့လိုပါတယ်နော်အဲ့ value added ထည့်ကြည့်နေရပဲငါညီလေးကိုငါညီမလေးတွေရဲ့လုပ်ငန်းရဲ့အမြတ်ဆုံးကိုအဓိကဆွဲခေါ်သွားမှာပါဒါလေးကတော့အရင်နည်းနဲ့လုပ်ငန်းစတင်လုပ်ကိုင်နေတဲ့ညီလေးညီမလေးတွေအတွက်ပြောပြပေးထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုပြည့်ရဲ့ဗီဒီယိုလေးကညီလေးညီမလေးတို့အတွက်အကျိုးရှိတယ်ဆိုရင်ကိုပြည့်ရဲ့ဒီဗီဒီယိုလေးအောက်မှာကွန်မန့်လေးတွေရေးပေးပါဦးနောက်ပြီးတော့ဘယ်လိုအကြောင်းအရာလေးတွေကိုသိချင်တယ်ဘယ်လိုအကြောင်းအရာလေးတွေကိုမျှဝေပေးစေချင်တယ်ဆိုတာလည်းကွန်မန့်မှာရေးပေးပါဦးနော်နောက် slide မှာတော့ကိုပြည့်အကြောင်းလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်မိတ်ဆက်ပေးထားပါတယ်အဲ့တော့ကိုပြည့်အကြောင်းလေးသိချင်တယ်ဆိုရင်တော့နောက် slide လေးကိုတစ်ချက်ကြည့်ပေးပါဦးနော်ဟုတ်ပြီကိုပြည့်အကြောင်းကိုပုံမသိရှိချင်တယ်ဆိုရင်လည်းညီလေးညီမလေးတို့ကြားဘူးမှာပါ AI နည်းပညာတွေမျှဝေနေတဲ့ next chapter ဘိုင်ကိုနေဆိုတဲ့ကိုနေသူတွေကိုမေးကြည့်လို့ရပါတယ်ကိုနေသူတွေနဲ့ခုချိန်မှာဆိုရင် NC community မှာကိုတို့ပူးပေါင်းပြီးတော့ကြတော့ entrepreneur journey တွေကိုတို့စတင်လုပ်ကိုင်နေတာဖြစ်ပါတယ်အဲ့တော့ကိုနေကိုပြေကြီးကဘလို့ကြီးတော့ဘလို့လူကြီးတော့ဆိုတာမေးကြည့်လို့ရပါတယ်เนาะဒါလေးကတော့ကိုပြေကြောင်မိတ်ဆက်ပေးထားဖြစ်ပါတယ်ဒီပညာတိုးတက်နေတဲ့ခေတ်ကြီးထဲမှာကိုပြေကြောင်သိချင်တယ်ဆိုရင် www.aungpie.info လို့ရိုက်ကြည့်လိုက်တာနဲ့ကိုပြေကြောင်နဲ့အဲ့မှာအကုန်လုံးသိနိုင်ပါတယ်အဆုံးထိကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါအပြင်ကိုပြေကြောင်သိချင်သေးရဆိုရင်ကိုပြေပြောခဲ့တဲ့ next chapter ဘိုင်ကိုနေမှာလည်းတွားပြီးတော့မေးကြည့်လို့ရပါတယ်ကိုနေရေကိုပြေကြီးကဘယ်လိုလူကြီးလဲဆိုတာအဲ့မှာကိုနေကိုမေးကြည့်ပါဗျာအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေပါလဲညီလေးညီမလေးတို့တဲ့ပုံမတန်ဖိုးရှိတော့အကျိုးရှိတော့အကြောင်းအရာတွေကိုမျှဝေပေးသွားပါမယ်အဲ့လိုဖြစ်တဲ့အတွက်ကိုပြည့်ရဲ့ Base Progress Channel လေးကို like နဲ့ subscribe လေးလုပ်ထားပေးပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုပြည့်ပါ